လုံးပဲမင်္ဂလာပါအေးရချာနေကနေကြိုလိုက်ပါတယ်ကျွန်တော်ဒီတခါမျှဝေနေတာကတော့အခုတော်တော်များများကျွန်တော်ဒီ cryptocurrency လောကတွေကိုပေါ့အခုလိုမျိုးဒီ meme coin တွေပဲဖြစ်ဖြစ်ဒီလိုမျိုး error တွေကြောင့်ပဲဖြစ်ဖြစ် cryptocurrency ဒီလောကတွေကိုလူသစ်တွေဒီ2024 2025ဝန်းကျင်နောက်ပိုင်းမှာပို့ပြီးတော့ဝင်လာတယ်လို့ကျွန်တော်တွေ့ရတယ်ပြီးတော့ဒီ error ပေါ့ error မှာဆိုရင်ဒီ Doge မှာ DOGS ပေါ့ DOGS မှာကစပြီးတော့ error တွေကနည်းနည်းလေးအပေးများတယ်ဆိုပြီးတော့ crypto လောကတွေကိုလူသစ်တွေဝင်လာတာအများကြီးတွေ့ရတယ်အဲ့မှာဘာပြဿနာရှိနေလဲဆိုတော့လူသစ်တွေအနေနဲ့ကဘာအားနည်းနေလဲဆိုတော့သူတို့ကကြတော့ဒီ centralized နဲ့ decentralized မှာ decentralized wallet ကဒီသူတို့ရဲ့ဒီပေါ့ decentralized wallet ပေါ်ကတုံငင်နေအကြောင်းအောင်သူတို့သိပြီးတော့မရှင်းနေဘူးလို့ကျွန်တော်မြင်မိရပေါ့အဲ့တော့အဲ့ဒါတွေနဲ့ပတ်သက်ပြီးကျွန်တော်ဒီနေ့ပြောပြချင်တာဖြစ်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်ဒီ decentralized wallet တွေမှာကြတော့သူကသူ့ရဲ့ main network ပေါ်မူတည်ပြီးတော့ကိုကထည့်ထားတဲ့တုံငင်ပေါ်မူတည်ပြီးတော့မှဒီတုံငင်တစ်ခုကိုပေါ့တွဲမယ်ဆိုရင်အဲ့ဒီတုံငင်ကဘယ် network ထဲမှာရှိရလဲအဲ့ဒီ network ရဲ့ main ပေါ့မူရင်းတုံငင်ပေါ့မူရင်းတုံငင်ဆိုဥပမာ Ethereum network ပေါ်မှာဆိုရင်ကိုကအဲ့ဒီတုံငင်ကိုအခြားကိုပို့ကျင်နေဆိုရင်ဒီ Ethereum တုံငင်ပေါ့ဒီ Ethereum ရှိမှရမယ်တကယ်လို့ကိုက Binance Smart Chain ပေါ်မှာရှိတယ်ဆိုရင်ဒီ Binance Smart Chain Binance ရဲ့ဒီ blockchain ပေါ့ BNB blockchain ပေါ်မှာတည်တဲ့ဟာကိုလွှဲမယ်ဆိုရင် BNB ရှိနေမှရသူအဲ့လိုမျိုးအချိန်ကသဘောတရားလေးတွေကိုတော်များမသိရသေးဘူးမသိရတာကျွန်တော်အရင်တော့ကလည်းဟိုရှေ့ကျွန်တော်ရဲ့ဒီထဲမှာဝင်ကြည့်လို့ရပါတော့ကျွန်တော် AI channel မှာဆိုရင်ဟိုအရင်အရှိမှာတော့ကျွန်တော်လုပ်ပေးရတာရှိတယ်အဲ့ဒါတော့ဗာလဲဆို Trust Wallet သုံးနည်းဆိုပြီးကျွန်တော်လုပ်ပေးရတာရှိတယ်Trust Wallet ကိုအသုံးပြုနည်းဆိုပြီးတော့ Trust Wallet ကနေဒီတုံငင်တွေကိုကျွန်တော်လွှဲနည်းဆိုပြီးကျွန်တော်နမူနာပြပြရတာရှိတယ်အဲ့ဒီမှာတော့ကျွန်တော်အဲ့ခေတ်တော့ကျွန်တော်သုံးရတာကြတော့ဒီ TR8 ပေါ့ TR8 ဆိုတော့ဒီ Tron Wallet ပေါ့အဲ့ဒီဟာနဲ့သွားပြီးတော့လွှဲရတယ်အဲ့ထက်မှာကျွန်တော်ရင်တော့ USD ရှိတယ်ပေါ့ရှိတယ်ဆိုရင်အဲ့ဒီ TR8 Wallet ပေါ်ကနေပြီးတော့ဒီ TR8 blockchain ပေါ့ TR8 network ပေါ်ကနေရှိတဲ့ USD ကိုလွှဲမယ်ဆိုရင်ကိုယ့်ထဲမှာ TR8 မရှိလို့မရအောင် TR8 ရှိမှလွှဲလို့ရမယ်ဒါအဲ့ဒါနမူနာပေါ့ဒါအဲ့ဒါနမူနာပြီးတော့တစ်ခါကျရင် decentralized wallet တွေကအများကြီးရှိတယ်ကျွန်တော်သုံးတာဆိုရင်ဒါဆိုရင်အခုကျွန်တော်လက်ရှိနမူနာပုံပြထားတာတော့ဒါ Binance wallet ပေါ့ Binance ရင်တော့သူကဘယ်လိုခေါ်လဲမသိဘူးသူ Binance wallet လို့မခေါ်ခင်တော့သူ့မှာနာမည်ရင်တော့ရှိတယ်အခုကကျတော့ဒီ Web3 wallet လို့ကျွန်တော်ခေါ်တာပေါ့အခုကတော့နောက်ပိုင်း Binance wallet ဆိုပြီးသူကပုံစံပြောင်းခေါ်လိုက်တယ်ဒါတော့ဒါ Binance ဘက်ကဒါ decentralized walletဒါတော့ Binance ဘက်ကဒါ decentralized wallet ပေါ့လက်ရှိကျွန်တော်ပြထားတဲ့ဟာအဲ့တော့မှဒါကျွန်တော်တို့ဒါကြည့်လိုက်မယ်ပေါ့ကြည့်လိုက်မယ်ဆိုရင်ဒီမှာဆိုရင်ဒါဥဒါတွန်ပေါ့တွန်ဆိုတော့သူကတော့ဒီမှာတွန် network မှာရှိတယ်ဒါတော့သူကတွန်ကသူ့ရဲ့ main တုံငင်ဖြစ်နေအောင်လက်ရှိဒီ Ethereum ကိုကျွန်တော်နှိပ်ကြည့်နေမှာဆိုသူ့ပုံမှာဒီမှာရေးထားတယ်ဟိုလေဒီ Ethereum ရဲ့အောက်မှာ logo လေးမှာဟိုရှိတယ်ARB ရော Arbitrum ဆိုတဲ့ logo လေးရှိတယ်အဲ့တော့ကျွန်တော်အခုလက်ရှိဒီ Ethereum ရှိနေတာ Arbitrum network မှာရှိတယ်အဲ့လိုမျိုးကြည့်လို့ရတယ်ဒါကတော့ Binance wallet မှာနမူနာပြပြီးတော့ဒီ aura ပေါ့ဒီ aura domain ဆိုရင်ကျွန်တော်ရှိနေတာကဒီမှာ Arbitrum ပုံစံလေးဖြစ်တဲ့ brand ဒါ Arbitrum network ပေါ်မှာရောက်နေတာဒီဖားကြတော့ကျွန်တော်ဒီမှာ Binance ပုံလေးပါထားတဲ့အတွက် Binance ဒါ smart chain ပေါ်မှာရောက်နေတာပေါ့အဲ့လိုမျိုးကြည့်ခြင်းအပြင်ဒီကျွန်တော်ဒီဖားကိုကျွန်တော်လွှဲခြင်းတယ်ဆို Binance ထဲကိုပို့ချင်တာဖြစ်ဖြစ်ဆိုရင်ကျွန်တော်ဒီဖားကိုလွှဲဖို့အတွက်ကျွန်တော်ဒီ network ထဲမှာဟိုရှိမှရမယ်BNB စီမှရမှာ BNB စီမှလွှဲလို့ရမှာအဲ့လိုမျိုးလေးတွေတီးမှရမယ်တချို့တွေဆိုကျွန်တော်တို့ဒီလိုမျိုးဟိုပါပေါ့ဘယ်လိုပြောမလဲ TR8 တွေတချို့တွေမရှိဘဲနဲ့ဒီ wallet ထဲမှာ USDT တော့ရှိနေတယ်ဒါပေမဲ့ကိုကထည့်ထားတဲ့ network က TR8 blockchain ပေါ့ TR8 network ဖြစ်နေတဲ့အတွက်ဒီ TR8 တုံငင်မရှိဘူးဆိုရင်ကျွန်တော်တို့ကဒီ USDT ကိုဘယ်လိုမှပြန်ထွေးလို့မရအောင်ဒါအဲ့ချက်လေးတွေကျွန်တော်အခြေခံသိရမှာပေါ့နော်နောက်တစ်ခုကကျတော့ကျွန်တော်ဒါ MetaMask ကိုကျွန်တော်ကြုံလုံးပြပေးမယ်ဒါကတော့ဒါဒီ network ကဆိုရင်ကျွန်တော်လုပ်ထားတဲ့ကျွန်တော်မဟုတ်ဘူးကျွန်တော်ထည့်ထားတဲ့ Eco Chain လို့ခေါ်တာပေါ့ Eco Chain လို့ခေါ်တာကျွန်တော်တို့က EGDA ဆိုတဲ့တုံငင်ရှိတယ်ပေါ့အဲ့တုံငင်ကိုကျွန်တော်ရဲ့ဒီ MetaMask တွေကို MAC ကကျွန်တော်ဟိုတော့ထုတ်လိုက်တဲ့ချိန်ကျတော့ဒီ MetaMask မှာမပေါ်လာဖြစ်တဲ့တော့သူကဘာလို့မပေါ်လဲဆိုပြန်ဆန်းစစ်ကြည့်တဲ့အခါမှာသူက Eco Chain ဖြစ်နေ Eco Chain ဖြစ်တဲ့တော့ကိုက Eco Chain ကဒီလိုမျိုးဒီ network တစ်ခုပေါ့ blockchain တစ်ခုအမျိုးအစားဖြစ်တဲ့အတွက်ဒီ Eco Chain ကိုကျွန်တော်သွားရှာပြီးတော့ Eco Chain ရဲ့ဒီလိုမျိုးသူ့ရဲ့ custom တုံငင်နဲ့ပြန်ထည့်ရတာပေါ့ဒီမှာသူကဒီမှာဆိုရင်custom network ဆိုပြီးတော့ထည့်လို့ရတယ်ဒါဆိုရင်သူက Eco Chain website မှာဆိုကျွန်တော်ရေးရတာရှိတယ်သွားကြည့်ရတယ်ပေါ့သူ့ရဲ့ဒီ RBC ကဘာလဲပေါ့ chain ID ဘာလဲဒီတင်ငေတာတွေကဘာလဲစသဖြင့်အဲ့ဒီ data တွေထည့်လိုက်တယ်ဆိုရင်ဒါအဲ့သူ့ရဲ့ blockchain တစ်ခုလုံးကိုထည့်လိုက်လို့ရတယ်ဒါသဘောတရားပေါ့ပြီးတော့ဒီ MetaMask မှာဆိုရင်ဒါကျွန်တော်ရဲ့
ဒါနမူနာကျွန်တော် wallet ပေါ့နော်ကျွန်တော် wallet မှာဆိုရင်ဒီမှာသူက network တွေအဆုံးရှိတယ်ပေါ့ Ethereum network ရှိတယ် Binance Smart Chain ပေါ့ BNB Smart Chain network ရှိမယ်ပြီးတာဒီမှာက arbitrum ရှိမယ်စသဖြင့်ပေါ့ကိုကတကယ်လို့ OP တို့ Polygon တော့ apply လုပ်လို့လည်းရတယ်ပေါ့အဲ့ဒီမှာဘာရှိလဲဆိုတော့ Ethereum main network မှာကျွန်တော်ပြေးလိုက်ပြီဒါကျွန်တော် Ethereum main network မှာဆို Ethereum မရှိဘူးပေါ့ကျွန်တော်ဒီထဲမှာမရှိသေးဘူးပြီးရင် Binance Smart Chain Binance Smart Chain မှာလည်းမရှိဘူးပေါ့ဘာပဲရှိပါလဲဆိုတော့ကျွန်တော်ဥဒ္ဒထည့်ရတယ်ဒီ Ego Chain နဲ့မှာပဲရှိမယ်ဒါ EGDA တုံငင်ပေါ့ကျွန်တော်လက်ရှိမှာရှိရပေါ့တကယ်လို့ဒီကောင်က EGDA တုံငင်ဒီ network ထဲမှာပေါ့ဥပမာဒါဥပမာနဲ့ပြောတာပေါ့ဆိုတော့ဒီ EGA တုံငင်မဟုတ်ဘဲနဲ့အခြားဥပမာ USD တို့ကျွန်တော်ဒီ Ego Chain မှာလာထည့်ရဆိုရင်ဒီ Ego Chain ရဲ့မူရင်းတုံငင်ဆိုတာ EGA ဖြစ်တဲ့အတွက်အဲ့ဒီ EGA မရှိဘူးဆိုရင်ကျွန်တော်ကအခြားကိုပြန်လွှဲလို့မရအောင်အဲ့လိုပြဿနာရှိပါဒါပေမဲ့ဒီ Ego Chain ကတော့တော်တော်များသုံးတဲ့လူနည်းသေးတော့ဒီလိုမျိုးအဲ့လိုမျိုး chain ပေါ့ပြောမယ်နောက် blockchain အသစ်တွေကိုကျတော့လူတွေကအရင်ယုံကြည်မှုမရှိသေးတဲ့အတွက်မသုံးသင့်ဘူးပေါ့ကျွန်တော်ကလည်းဒါမသုံးသေးဘူးပေါ့ဒါကတော့ EGA က MEAC မှာဒီ list လုပ်ဖို့အနေအထားဖြစ်နေတဲ့အတွက်ကျွန်တော်ရဲ့ mana mask ကိုကျွန်တော်ပြန်ပို့လိုက်ရတဲ့အနေအထားပေါ့နောက်တစ်ခုကတော့ကျွန်တော်ရဲ့ဒီနောက်တဲ့ blockchain ကျွန်တော်ရဲ့နောက်တဲ့ဒီ mana mask ကောက်တစ်ခုပေါ့နော်နောက်တစ်ခုကိုကျွန်တော်ကြည့်မယ်ဆိုတော့သူ Ethereum network ပေါ်မှာဆိုဘာတွေရှိလဲပေါ့ဝင်ကြည့်ရစတာကျွန်တော် Ethereum network ပေါ်မှာဆိုရင်ဒါအရင်တော့ကျွန်တော်တို့ဒီ UPI domain ဆိုပြီးတော့လုပ်ခဲ့တဲ့ဟာပဲရှိတယ်အခုကတော့ကျွန်တော်ဒီ Ethereum ကိုကျွန်တော် staking လုပ်ထားတယ်ပေါ့တော့ရင်တော့ဆိုရင်ဒီမှာ USDT ကိုကျွန်တော်ဘာမှတတ်ထည့်ရလဲဆိုတော့ဒီ arbitrum network ထဲမှာတတ်ထည့်ရတယ်တတ်ထည့်ရတဲ့အတွက်သူကmana mask ရဲ့သဘောတရားကတော့ကျွန်တော်နည်းနည်းမတူတာပါလဲဆိုတော့ကျွန်တော်အရင်တော့ဒီ arbitrum network ထဲမှာ USDT သိမ်းထားတယ်ဆိုရင်ဒီ arbitrum ရှိရဆိုရင်လွှဲလို့ရမှာထင်တာဒါပေမဲ့ तू က mana mask မှာကျွန်တော်တကယ်လွှဲကြည့်ရတဲ့အခါမှာကျတော့ဒီ arbitrum တစ်ခုလည်းရှိုံနဲ့မရဘူးတဲ့ Ethereum မှာတွဲရှိရမယ်ဆိုပြီးတော့ကျွန်တော်အဲ့ဒါ Ethereum မှာထည့်ထားတယ်ဒါလိုမျိုးပေါ့ကိုကဒါဆိုရင်ဒီလိုမျိုး mana mask မှာဆိုရင်ဒီမှာသူ့ရဲ့ဒီ USDT အောက်မှာ logo လေးဆို arbitrum ဆိုပြီးပေါ်နေတယ်ပေါ့နော်ဒီနားမှာအဲ့ logo လေးကြည့်လို့ရမယ်ကျွန်တော် mana mask အတွေ့အကြုံရတော့ဒီ Ethereum မဟုတ်ဘဲနဲ့ဒီ arbitrum တို့နောက် OP တို့ network တွေမှာဆိုရင်တော့ तू ကအဲ့ဒီ network ပေါ်ကတုံငင်ကိုလွှဲကျင်နေဆိုရင်အဲ့ဒီ main တုံငင်ပေါ့သူတို့ရဲ့ arbitrum ဆို arbitrum ရှိရမယ် OP မှာဆို OP ရှိရမယ်အပြင်မှာ Ethereum မှာတွဲရှိမှလွှဲလို့ရမယ်ဆိုတော့အဖြေပေါ့ဒီသူတို့ရဲ့လိုအပ်ချက်တစ်ခုတွေ့ရပေါ့အဲ့တော့ဒါနမူနာပြောမယ်ဆိုရင်တော့ကိုကဘယ် decentralized wallet မှာဖြစ်ပေါ့ခိုင်ကြရင်ကျွန်တော် Vitalik ရဲ့ wallet လေးရှိတာပေါ့အဲ့ Vitalik wallet မှာဆိုရင်လည်းသူက network ဆုံးပါနိုင်တယ်Trust wallet မှာဆိုလည်း network ဆုံးပါနိုင်တယ် decentralized wallet တွေတော်တော်များများကသဘောတရားမှာတော့ကိုကကိုယ့်ရဲ့ USDT က Binance ထဲမှာပေါ့ BNB Smart Chain ထဲမှာရှိရဆိုရင်တော့ကိုက BNB မရှိဘူးဆိုရင် BNB တုံငင်မရှိဘူးဆိုရင်လွှဲလို့မရဘူးတေချာပေါ့တော် network မှာရှိရဆိုရင်တော်မရှိဘူးဆိုရင်တော် network မှာ USD ရှိရဆိုရင်အဲ့ USD ကိုလွှဲခြင်းတယ်ဆိုရင်ဒီတော်မရှိရင်လွှဲလို့မရအောင်စသဖြင့်ဒီ decentralized wallet တွေအကုန်လုံးရဲ့သဘောတရားကတော့သူ့ရဲ့ဒီတုံငင်ပေါ့ဒီ blockchain တစ်ခုရဲ့ဒီ network ရဲ့မူရင်းတုံငင်မရှိနေဘူးဆိုရင်လွှဲလို့မရဘူးဆိုတာတော့ဒါကျွန်တော်ဒီနေ့ပြောပြချင်တာဖြစ်ပါတယ်ကျွန်တော်ဒီနေ့မျှဝေချင်တာကတော့ decentralized wallet တွေအကြောင်းရင်းသူတို့ရဲ့ decentralized wallet တွေကမူရင်းတုံငင်မရှိရင်အခြားဘာမှလုပ်လို့မရဘူးဆိုတဲ့အကြောင်းGaspi နဲ့သုံးတာဖြစ်တဲ့အတွက်အဲ့ဒီမွေးတုံငယ်မရှိရင်ဘာမှလှုပ်လို့မရဘူးဆိုတဲ့အကြောင်းကိုကျွန်တော်မျှဝေပေးတာဖြစ်ပါတယ်ကျွန်တော်ဒါဒီနေ့ဒါပြောပြချင်တာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်